လောကကြီးမှာနိဗ္ဗာန်နဲ့ပညာကြီးထွက်နေတယ်တကယ်ကြီးထွက်ပါတယ်ဆရာမထွက်ဘူးလားထွက်ပါတယ်လောကကြီးမှာနိဗ္ဗာန်ရဲ့လို့လည်းပညာထွက်တယ်နော်မှန်ပါနတ်ပြည်ရဲ့လို့လည်းပညာများမထွက်ဘူးလားထွက်ပါတယ်ဗြဟ္မာ20ရဲ့လို့လည်းပညာမထွက်ဘူးလားထွက်ပါတယ်ဆရာဗြဟ္မာ20ရဲ့လို့ပညာထွက်တော့ဗြဟ္မာ20ထင်ရှားရှားကြီးမရှိဘူးလားရှိပါတယ်ဆရာနတ်ပြည်ရဲ့လို့ပညာထွက်နေတော့နတ်ပြည်ရဲ့လို့နတ်သမီးနတ်သားတွေရဲ့လို့ထင်ရှားရှားမရှိဘူးလားရှိပါတယ်ဆရာလူပြည်ကြီးရဲ့လို့ပညာထွက်တော့လူပြည်ကြီးဟာရှိတာမရှိဘူးလားရှိပါတယ်ဗျာဩလူပြည်ကြီးမှာလဲလူပြည်ကြီးရဲ့လို့ဆိုလို့ရှိလို့ရှိလူပြည်ကြီးဟာပြည်ကြီးရဲ့လို့တတ်ထားတာနော်မှန်ပါဗျာပြည်ကြီးရဲ့လို့တတ်ထားတော့တကကြီးလူတွေရှိကြတာပေါ့နော်မှန်ပါဗျာလူတွေရှိကြတော့လူတွေနေဖို့အိမ်ရောမရှိဘူးလားရှိပါရဲ့ဗျာရှိတယ်နော်မှန်ပါဗျာလူတွေနေတဲ့အိမ်ရောရှိတယ်မှန်ပါဗျာအဲ့တော့လူပြည်ကြီးနတ်ပညာထွက်ထားတော့လူပြည်ကြီးရဲ့လို့ရှိတယ်လူပြည်ကြီးရှိတော့လူတွေရှိလူတွေရှိတော့လူတွေနေဖို့အိမ်ရှိရမှန်ပါဗျာမရှိဘူးလားရှိပါရဲ့လူတွေနေတဲ့ဘုံပိတ်မှာရှိရမှန်ပါဗျာအဲ့တော့လူတွေနေတဲ့ဘုံပိတ်မှာယုံနာနေတဲ့ဘုံပိတ်မှာမှန်ပါဗျာနာနေတဲ့ပုတ်ပိတ်မှာမှန်ပါဗျာနန္တရားဌာနရှိတဲ့ပိတ်မှကြီးရမရှိဘူးလားရှိပါရဲ့ဗျာခန္ဓာကိုယ်ကြီးလေမှန်ပါဗျာနန္တရားဌာနကြီးနော်အဲ့တော့ပညာကတော့ရှေ့ကသွားနေတာပဲတကယ်နော်လူလောကဆိုရင်လောကကြီးရှိတယ်နော်မှန်ပါဗျာနတ်လောကဆိုနတ်လောကကြီးရှိပါတယ်ဗျာဗြဟ္မာလောကဆိုဗြဟ္မာလောကကြီးရှိပါတယ်ဗျာနိဗ္ဗာန်လို့ဒီလိုပညာကြီးရှိတော့နိဗ္ဗာန်လောကလည်းဥပဇင်းတော့ရှိတယ်တဲ့ဗျာရှိပါတယ်ဗျာဟမ်နိဗ္ဗာန်လောကရှိပါတယ်နော်မှန်ပါဗျာအဲ့တော့နိဗ္ဗာန်တချို့ကတော့မလို့ခြင်းဘူးဗျာမှန်ပါဗျာဟင်္ဒရာကတရားကြီးတွေနိဗ္ဗာန်တဲမလို့ခြင်းသေးဘူးအသက်ကတော့ကြီးလာပြီနော်အသက်ကကြီးတော့သူတို့နိဗ္ဗာန်တဲမလို့ခြင်းသေးဘူးအဲ့ဒါဥစဉ်ဒီမှာတရားကြီးဥတိုင်လိုက်ဆိုတော့ဥစဉ်ကတိတ်ပြီးတော့ရင်းတာကိုတရားရင်းလည်းဖြစ်တော့မြန်ခေါ်လိုက်တရားကြီးတို့ကိုအသက်ကလည်းကြီးနေပြီဒါတွေနဲ့လောကကြီးမှာပြောနေလိုက်တာအဲ့ဒါဒီမှာဒိဋ္ဌံလေးမပြီးခင်ကိုမြန်ခေါ်လိုက်ပါဆိုတော့အခုဟင်္ဒရာကတရားကြီးတွေရောက်ကြတယ်တရားကြီးမှန်ပါဗျာအဲ့လောကကြီးနဲ့ညင်းငွေအောင်လို့နော်လောကကြီးတဲ့ဘုံသုံးပါးတရားကြီးရုပ်နဲ့နာဟာဖြစ်နေတဲ့တရားတွေဟာလောကကြီးမှာဖြစ်နေဒီလူလောကဖြစ်နေရပြန်လဲတရားကြီးဘုံပိမှန်နဲ့နေကြတာပဲမှန်ပါဗျာဘုံပိမှန်နဲ့နေကြတော့လေတဲ့တရားကြီးတကယ်ချမ်းသာသလားတဲ့မချမ်းသာမှန်ပါဗျာနော်ဒုက္ခတရားကြီးပဲတဲ့ဘုရားကရုပ်နဲ့နာဖြစ်လာရင်ဒုက္ခတရားကြီးပဲတဲ့အဲ့တော့နတ်လောကနေရပြန်လဲနတ်လောကလည်းဒုက္ခတရားကြီးပဲတဲ့မှန်ပါဗျာနော်လူလောကကြပြီဆိုလို့ရှိရင်ဘာလဲဒုက္ခဝေဒနာဒုက္ခဝေဒနာဒါပဲခံစားနေရမှန်ပါဗျာနတ်လောကကြပြီဆိုရင်ဒုက္ခဝေဒနာခံစားနေရမှန်ပါဗျာဝေဒနာကြီးပဲမဟုတ်လားဝေဒနာတွေပါဝေဒနာ